Marshall 28နေရာကမ္ဘာသမိုင်းနဲ့မြန်မာသမိုင်းတစ်လျှောက်မှာတဘာဝဘေးရန်တွေကြာရောက်လေးရှိတဲ့နေ့တစ်နေ့လို့သမိုင်းပညာရှင်တွေကဆိုထားပါတယ်။ဒီအဖြစ်အပျက်တွေကတိုက်ဆိုင်လွန်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။အကြောင်းကတော့ Marshall 28နေ့တိုင်းမှာကမ္ဘာကြီးရဲ့အနှံ့အပြားကိုတဘာဝဘေးရန်တွေရောက်ရှိလာလေးရှိကြတာဖြစ်ပါတယ်။သမိုင်းဝင်ထောက်ထားတွေအရပထမဆုံးတစ်ခုအနေနဲ့ကတော့1964ခုနှစ်အမေရိကန်အလက်စကာငလျင်ဖြစ်ပါတယ်။1964ခုနှစ်မတ်လ28ရက်နေ့မှာဖက်စပိတ်သမုဒ္ဒရာရှိငလျင်ကြောင့်အလက်စကာပြည်နယ်မှာပြင်းအား9.နဲ့ Richter scale နဲ့လောက်ခတ်ခဲ့ပြီးကမ္ဘာသမိုင်းမှာဒုတိယအပြင်းထန်ဆုံးသောငလျင်အဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့2005ခုနှစ်အင်ဒိုနီးရှားဆူမာတရာငလျင်ဖြစ်ပါတယ်။ဆူမာတရာငလျင်ဟာ2005ခုနှစ်မတ်လ28ရက်နေ့မှာပဲပြင်းအား8.6 Richter scale နဲ့လောက်ခတ်ခဲ့ပြီးအင်ဒိုနီးရှားနဲ့သီရိလင်္ကာနိုင်ငံတွေမှာလူပေါင်း1000ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။နံပါတ်3ကတော့1983ခုနှစ်ကိုလံဘီယာမီးတောင်ပေါက်ကွဲမှုဖြစ်ပါတယ်။မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေ့ကတော့1983ခုနှစ်မတ်လ28ရက်နေ့ဖြစ်ခဲ့ပြီးလူပေါင်း2000ခွဲကအသက်ဆုံးရှုံးခဲ့ရပြီးကမ္ဘာသမိုင်းမှာအဆိုးဝါးဆုံးမီးတောင်ဘေးဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။နံပါတ်4အနေနဲ့ကတော့2021ခုနှစ်ဂျပန်ငလျင်ဖြစ်ပါတယ်။ဖြစ်ပွားခဲ့တဲ့နေ့ရက်ကတော့2021ခုနှစ်မတ်လ28ရက်ဖြစ်ပြီးဂျပန်နိုင်ငံမြောက်ပိုင်းမှာပြင်းအား Richter scale ခွန်အဆင့်ရှိတဲ့ငလျင်လောက်ခတ်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့2025ခုနှစ်မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့စကိုင်းပြည့်ရွေကျော်ငလျင်ဖြစ်ပါတယ်။မြန်မာသမိုင်းမှာအားအပြင်းဆုံးနဲ့ပစ္စည်းဆုံးရှုံးမှုအများဆုံးလို့ဆိုရလောက်တဲ့ငလျင်ကြီးဟာ2025ခုနှစ်မတ်လ28ရက်မွန်လွယ်12:50မှာပြင်းအား9.9 Richter scale နဲ့လောက်ခတ်သွားခဲ့တာဖြစ်ပါတယ်။